ပြောသလိုနေနော်ပြောသလိုနေနောက်ဘဝကိုမစင်စားနဲ့လို့ဆိုတဲ့ပုဂ္ဂိုလ်တွေကကာမတုခန္တိကနိယောဂအကျင့်ကိုကျင့်တာပဲကာမတုခန္တိကနိယောဂဆိုတာကာမဂုဏ်အာယုန်တွေထဲမှာချမ်းသာဒုက္ခခံစားနေသေးတဲ့မြတ်ကာလပတ်လုံးအသိဉာဏ်ဘယ်တော့မှမပေါ်ပေါက်နိုင်ဘူးဒါပြောတယ်။ဘာဖြစ်လို့လဲဆိုရှိလေကာမိဆန္ဒဆိုတာကိုဘုရားနိဝရဏလို့ဟောထားတာလေကာမဂုဏ်အာယုန်တွေပေါ်မှာတက်မဲ့နေတဲ့တဏှာဆန္ဒရှိနေသေးတဲ့မြတ်ကာလပတ်လုံးပညာယဒုပ္ပတိကရဏအသိပညာတွေအပြော့သွားအသက္ခုကရဏဉာဏ်မျက်စိဘယ်တော့မှမပေါ်ဘူးအဉာဏကရဏဉာဏ်ကိုမဖြစ်စေနိုင်ဘူးတဲ့ဒါကြောင့်မို့အသိဉာဏ်ကိုရဖို့ရတဲ့ဒါအစိုးအပိတ်ကြီးတစ်ခုဒါကြောင့်မို့အဲ့ဒီလမ်းကြောင်းကိုမလျှောက်နဲ့အဲ့ဒီအလုပ်ကိုမလုပ်နဲ့လို့ပြောတာကာမေတုကာမတုခံလိခံဝိယောကောကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့ချမ်းသာဒုက္ခခံစားနေမယ်ဆိုလို့ရှိရင်ဘယ်လို့မှအသိဉာဏ်ရလာမှာမဟုတ်ဘူးဆိုပြီးတော့အပြစ်၅မျိုးကိုလည်းထောက်ပြထားတယ်ဗျာဟိနောတဲ့ဒီကိစ္စတွေကအမှန်တန်အောက်တန်းကြပါတယ်ကာမဂုဏ်အာယုန်ခံစားတဲ့ဟာအမှန်တန်အောက်တန်းကြတယ်ဘာဖြစ်လို့တော့စဉ်းစားကြည့်လေတိရစ္ဆာန်တွေလည်းပဲခံစားကြတာပဲလေအစင်းမြင့်တဲ့ပုဂ္ဂိုလ်မှမဟုတ်ဘူးကျန်တဲ့ပုဂ္ဂိုလ်တွေလည်းသူ့အတိုင်းတာနဲ့သူခံစားနေကြတာကြီးပဲအကုန်လုံးခံမောတဲ့အပေါင်းနဲ့အသင်းနဲ့အိမ်နဲ့ယာနဲ့အဲ့လိုနေတဲ့ပုဂ္ဂိုလ်တွေရဲ့အမှုအကျင့်မှာရွာတွေကလူတွေဆိုပျော်သလိုနေကြတာလေကြည်လို့မှုန့်လို့ကခုံလို့သားနဲ့သမီးနဲ့ပျော်လို့ပါလို့ဒီလိုနေကြတာခံမောပောထုတ်စနိကိုအများစုကြိုက်တဲ့ကိစ္စတစ်ခုဟုတ်တာပေါ့ majority ကဒါပဲနော်ပြောစရာဆိုတာအမျိုးမျိုးရှာကြတဲ့လူတွေကဘောလုံးပွဲကြည့်ပြီးပြောတဲ့လူကလည်းရှိတာပဲစုံပဲပေါ့နော်ဟိုအာဖရိကတော်ရကြီးတွေသွားပြီးတော့ပြောတဲ့လူကလည်းရှိတာပဲဧဝရတောင်တက်ပြီးတော့ပြောတဲ့ပုဂ္ဂိုလ်ကလည်းရှိတာစိတ်ပျော်ရာကိုလူတွေကလုံးနေကြတာပဲလေစိတ်ပျော်ရာကိုလုံးတာအဲ့ဒါတွေအားလုံးဟာကာမတုခန္တိကနိယောဂပဲပေါ့